CEO ဟာကတင်ပေါ်မှာသူ့ပစ္စည်းမဟုတ်တဲ့ခပတ်တစ်ခုကိုတွေ့သွားပါတယ်။သူဟာသူ့ဇနီးကိုသူမရဲ့ရေးစားကိုဘယ်မှာဝတ်ထားသလဲဆိုပြီးချက်ချင်းပဲစစ်မေးပါတော့တယ်။အမျိုးသမီးကတမျိုးမျိုးနဲ့လှည့်ပတ်ပြောဖို့စူးစမ်းနေတော့မှပဲအောက်ထပ်ကနေငိုတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်လုံးအောက်ထပ်ဆင်းကြည့်တဲ့အခါမှာတော့ငိုနေတာဟာအမျိုးသမီးရဲ့ရေးစားဖြစ်သူဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရေးစားဖြစ်သူကအမျိုးသမီးကိုမြင်တာနဲ့သူမကိုပြေးဖက်ပြီးမေးမေးလို့ခေါ်လိုက်တာကြောင့်လူတိုင်းအံ့ဩမြင်တက်သွားကြပါတယ်။ CEO ဟာအရန်ကိုဒေါသထွက်သွားပြီးသူတို့နှစ်ယောက်ကိုခွဲပစ်ဖို့တက်တော်ဆောင်တွေကိုအမိန့်ပေးလိုက်ပါတယ်။တကယ်တော့ထိုအမျိုးသမီးဟာထိုအမျိုးသားရဲ့မိခင်အရင်ဖြစ်နေတယ်ဆိုတာကိုသူလုံးဝမသိရှာပါဘူး။ဖြစ်ပုံကတော့လွန်ခဲ့တဲ့10မိနစ်ခန့်ကအမျိုးသမီးနဲ့သူမရဲ့သားဟာကားအက်ဆီဒင့်ဖြစ်ခဲ့တာပါ။အမျိုးသမီးပြန်နိုးလာတဲ့အခါမှာတော့ဝတ္ထုတစ်ပုဒ်ထဲကရက်ဆက်တဲ့ဇက်ပို့မင်းသမီးနေရာကိုသူမရောက်ရှိနေမှန်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်က CEO ကအမျိုးသမီးကိုသူမရဲ့ရည်စားနဲ့မိသွားပြီးကွာရှင်းဖို့ပြင်နေတဲ့အခန်းဖြစ်နေပါတယ်။ဇလန်းလန်းကြောင်းကိုပြောင်းလဲဖို့အတွက်အမျိုးသမီးကသူမရဲ့ရည်စားကိုပြတင်းပေါက်ကနေခိုးထွက်ခိုင်းလိုက်ပေမဲ့သူမရဲ့သားကလည်းဒီကဘာထဲကိုရောက်လာပြီးသူ့ဝိညာဉ်ကရည်စားဖြစ်သူရဲ့ခန္ဓာကိုယ်ထဲဝင်သွားလိမ့်မယ်လို့သူမလုံးဝမထင်ထားခဲ့ပါဘူး။အဲ့ဒီအချိန်မှာအမျိုးသမီးကသူမရဲ့ခင်ပွန်းစိတ်ဆိုးမှာကိုကြောက်တာကြောင့်ဒီအမျိုးသားကိုမသိဘူးလို့ညှင်းဆိုလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူမကိုမေမေလို့ပဲဆက်တိုက်ခေါ်နေပါတယ်။ CEO ကအမျိုးသမီးကိုရန်တွေ့နေတာကိုမြင်တော့အမျိုးသားကသူ့မရှိမှပိတ်ရက်ပြီးသူ့မေမေကိုမနှိပ်စက်ဖို့ CEO ကိုပြောပါတယ်။အမျိုးသမီးကလည်းအမျိုးသားကိုအဝေးကိုမောင်းထုတ်ဖို့တက်တော်ဆောင်တွေကိုအမြန်ခိုင်းလိုက်ပါတယ်။သူမပြန်ကျင်တဲ့မျက်နှာပေးနဲ့ကြည့်နေတာကိုမြင်တော့သူမဟာသူမရဲ့သားအရင်ကိုတတိယသွားမိပါတယ်။နောက်နေ့မှာတော့ CEO ကအမျိုးသမီးကိုအိမ်ပြန်ခေါ်လာတဲ့အခါမှာအဲ့ဒီအမျိုးသားကိုအိမ်မှာထပ်တွေ့ရပြန်ပါတယ်။ဖြစ်ပုံကတော့ထိုအမျိုးသားဟာအိမ်ပြန်ရောက်ကလေးကသူ့မေမေကိုရှာပြီးငိုနေခဲ့တာပါ။ဒါပေမဲ့အမျိုးသားရဲ့မိခင်အရင်ကသူ့ရှိမှရက်နေတာတောင်သူမဟာသူ့မေမေမဟုတ်ဘူးလို့သူကညှင်းဆိုနေပါတယ်။တထေးကတော့ကြီးကဆရာဝန်ကိုချက်ချင်းခေါ်လိုက်ပေမဲ့အမျိုးသားရဲ့လက်ရှိဉာဏ်ရည်ဟာ6နှစ်သားလေးတစ်ယောက်နဲ့တူနေပြီလို့သိလိုက်ရပါတယ်။သူ့သားဘာလို့ဒီလိုဖြစ်သွားရတာလဲဆိုတာကိုသိနိုင်ဖို့အတွက်တထေးကတော့ကြီးကအမျိုးသားကို CEO ရဲ့အိမ်စီခေါ်လာပြီး CEO ရဲ့အမေကိုရှင်းပြခိုင်းပါတယ်။အမျိုးသားကအမျိုးသမီးကိုမြင်တာနဲ့ချက်ချင်းပြေးလာပြီးသူဟာသူမရဲ့သားဖြစ်ကြောင်းပြောပါတော့တယ်။အမျိုးသမီးကတခုခုတော့မှားနေပြီဆိုတာသိလိုက်ပြီးအမျိုးသားကိုအခန်းထဲတစ်ယောက်ထဲခေါ်သွားကစစ်မေးကြည့်တဲ့အခါမှာတော့သူမရှိကအမျိုးသားဟာသူမရဲ့သားအရင်ဖြစ်နေမှန်းသိချသွားပါတယ်။သူတို့နှစ်ယောက်နောက်ဆုံးမှာအပြန်လန်မှတ်မိသွားကြပြီးဒီကဘာမှာအသက်ရှင်ဖို့ကအရာအလုံးဟာအရန်ကိုအတိတ်ပဲမရှိလုံးဘူးလို့အမျိုးသမီးကတွေးမိပါတယ်။အမျိုးသမီးကသူမရဲ့သားကိုဘာမှမပြောဘူးတားမြစ်လိုက်ပါတယ်။သူတို့အပြင်ပြန်ထွက်လာတဲ့အခါအမျိုးသားကလိမ္မာပါနဲ့စွာနဲ့ခေါင်းငိမ့်ပြပါတယ်။တထေးကတော့ကြီးကသူတို့ကိုမြင်တော့ရှေ့တိုးလာပေမဲ့အမျိုးသားကတော့သူ့မစီကနေရှောင်ဖဲနေပါတယ်။အမျိုးသမီးကတော့ထိုအမျိုးသားဟာမင်းညကခေါင်းထိခိုက်သွားပြီးမှတ်ဉာဏ်တွေပျောက်ဆုံးနေကလောလောဆယ်မှာသူမကိုပဲမှတ်မိနေတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့တထေးကတော့ကြီးကတော့သူမရဲ့စကားကိုမယုံပါဘူး။အကြောင်းရင်းကတော့အတိတ်တုန်းကထိုအမျိုးသားဟာသူမကိုအမုန်းဆုံးဖြစ်ခဲ့လို့ပါပဲ။